ဒီဇက်ကားကတော့နာမည်ကြီးမင်းသားမင်းသမီးတွေဖြစ်တဲ့ဂျက်ကီချန်ဂျက်လီနဲ့ဂူဂူတို့အားလုံးကိုတကားထဲမှာအတူတွေ့ရမယ့်ဇက်ကားကြီးပဲဖြစ်ပါတယ်ဇလန်းဆာကတော့အမေရိကန်နိုင်ငံဘော့စတွန်မြို့ကကွန်ပူရုပ်ရှင်တွေကိုအယူမူဆွဲလန်းနေတဲ့ဆယ်ကျော်သက်တဦးဖြစ်တဲ့ဂျေဆန်နဲ့စတင်ခဲ့ပါတယ်သူဟာချိုင်းနာတောင်းကအိုးဟုတ်ဆိုတဲ့အဖိုးကြီးပိုင်တဲ့ပစ္စည်းဟောင်းဆိုင်မှာအမြဲလိုသွားတတ်ပါတယ်ဒီနေ့မှာတော့ဂျေဆန်ဟာအဖိုးကြီးရဲ့ဆိုင်ကနေရွှေဝါရောင်ဒုတ်ကြီးတစ်ချောင်းကိုရှာဖွေတွေ့ရှိခဲ့ပါတယ်အဖိုးကြီးကတော့အဲ့ဒီဒုတ်ကြီးဟာရှေးဘဝေဒနီကလေးကတကိုးစွမ်းအင်တွေနဲ့ပြည့်နှက်နေတဲ့အရာတစ်ခုဖြစ်ပြီးဒီနေ့မှာပိုင်ရှင်စစ်အမှန်စီပြန်ရောက်သွားမယ်လို့ပြောပြခဲ့ပါတယ်ဂျေဆန်ဟာဆိုင်ကနေအိမ်ပြန်လမ်းမှာပဲဒေတာခန်လူဆိုးကိုင်းတစ်ဖွဲ့ရဲ့တိုက်ခိုက်ခြင်းကိုခံလိုက်ရပါတော့တယ်ပြီးတော့အဲ့ဒီလူဆိုးကိုင်းကဂျေဆန်ကိုအဖိုးကြီးစီခေါ်သွားခိုင်းပြီးဓမြတိုက်ဖို့လုပ်ပါတော့တယ်အဖိုးကြီးကတုံးနဲ့ရိုက်လိုက်တော့လူဆိုးကောင်းဆောင်ကတင်းနဲ့ပစ်လိုက်လို့အဖိုးကြီးကဒဏ်ရာရရှိသွားခဲ့ပါတယ်အဖိုးကြီးကဂျေဆန်ကိုဒုတ်ကြီးကိုတည်ဆောင်ပြီးပိုင်ရှင်စီပြန်ဖို့တောင်းဆိုခဲ့ပါတယ်လူဆိုးတွေရဲ့ဖမ်းဆီးမှုကနေလွတ်မြောက်ဖို့ကြိုးစားရင်ဂျေဆန်ဟာအဆောက်အဦတစ်ခုရဲ့အမိုးပေါ်ကနေတုံးနဲ့အတူပြုတ်ကျသွားခဲ့ပါတယ်သူပြန်နိုးလာတော့ရှေးခေတ်တရုတ်ပြည်ရဲ့ရွာလေးတစ်ရွာမှာရောက်နေပါတယ်ရှေးခေတ်တရုတ်ပြည်ကိုရောက်ရှိသွားပြီးနောက်ဂျေဆန်ဟာအန်အောမင်တက်နေချိန်ရဲမက်တွေကရောက်ရှိလာပြီးတရွာလုံးကိုလိုက်တက်နေလို့ဂျေဆန်လည်းထွက်ပြေးရပြန်ပါတော့တယ်ထိုအချိန်မှာပဲအရက်မူးတိုင်းဆရာလူရန်နဲ့တွေ့ဆုံပြီးလူရန်ကစစ်သားတွေကိုမိနစ်ပိုင်းအတွင်းအနိုင်ယူလိုက်ပါတယ်လူရန်ဟာဂျေဆန်လက်ထဲကမဟာဒုတ်ကြီးကိုမြင်လိုက်ရတဲ့အခါအလွန်အံ့ဩသွားပြီးထိုဒုတ်ကြီးဟာလွန်ခဲ့တဲ့နှစ်ပေါင်း900ကျော်လောက်ကမြောက်မင်းဝူခုံးရဲ့အစွမ်းထက်လက်နက်ဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်မြောက်မင်းဝူခုံးနဲ့ကြောက်စိမ့်သခင်တို့တိုက်ခိုက်ကြရမှာကြောက်စိမ့်သခင်ကဝူခုံးကိုမနိုင်လို့လက်နက်မပါဘဲနဲ့တိုက်ခိုက်ကြဖို့ပြောကထောင်ချောက်ဆင်ပြီးဝူခုံးကိုကြောက်ရွံ့အဖြစ်ပြောင်းလိုက်တဲ့အချိန်ဝူခုံးကသူ့ကိုပြန်လဲကယ်တင်ဖို့သူ့ရဲ့ဒုတ်ကိုကဘာမြေစီပစ်ချလိုက်ပါတယ်လူရန်ကဂျေဆန်ကိုအဲ့ဒီဒုတ်ကြီးကိုပိုင်ရှင်ဖြစ်တဲ့မြောက်မင်းစီပြန်လဲပေးအပ်ဖို့အတွက်ကူညီပေးမယ်လို့ကတိပေးခဲ့ပါတယ်အဲ့ဒီနောက်သူတို့ဟာစစ်သားတွေနဲ့ပြန်လဲတိုက်ခိုက်ရပါတော့တယ်သူတို့ထွက်ပြေးလွတ်မြောက်ဖို့ဂူဂူကလည်းကယ်တင်လိုက်ရပါတယ်သူတို့သုံးဦးဟာစစ်သားတွေလက်ထဲကနေလွတ်မြောက်အောင်ထွက်ပြေးရပါတော့တယ်ကြောက်စိမ့်သခင်ကြီးဂူဂူတို့ရွာကိုလာဖျက်ဆီးတဲ့အချိန်မှာဂူဂူရဲ့အမေဟာဂူဂူလေးကိုကယ်တင်ဖို့ရေတွင်းထဲဖွက်ထားခဲ့ရပါတယ်။ဂူဂူရဲ့မိဘတွေကတော့ကြောက်စိမ့်သခင်တို့လက်ချက်ကြောင့်အသက်ခံလိုက်ရလို့ဂူဂူဟာလက်စားချေခြင်းစိတ်ပြင်းထန်နေပါတယ်။လန်ကီမှာသူတို့သုံးဦးဟာဖုံးအေးနဲ့တွေ့ဆုံခဲ့ပါတယ်။ဖုံးအေးကထိုမဟာဒုတ်ကြီးကိုပိုင်ရှင်အစ်စ်အမှန်တန်ပြန်ရောက်ဖို့တာဝန်ရှိသူတဦးဖြစ်တာကြောင့်သူတို့လေးဦးဟာဒီခီးစဉ်ကိုအတူတူစတင်ခဲ့ကြပါတယ်။တစ်ဖက်မှာလည်းကြောက်စိမ့်သခင်ရဲ့တပည့်ဆန်ဖြူရှင်မှလည်းသူတို့ကိုလိုက်ရှာနေပါတယ်။ဒီခီးစဉ်အတွင်းလူရန်နဲ့ဖုံးအေးတို့ဟာဂျေဆန်ကိုကွန်ပူပညာရက်တွေကိုလေ့ကျင့်သင်ကြားပေးခဲ့ကြပါတယ်။ဂျေဆန်ဟာအစပိုင်းမှာအလွဲအချော်ဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့ဆရာနှစ်ယောက်ရဲ့စူးစမ်းသင်ကြားပေးနေမှုအောက်မှာဂျေဆန်ဟာတကယ့်တိုင်းပညာရှင်တစ်ယောက်ဖြစ်လာဖို့ရင်းမြန်စွာပြောင်းလဲတိုးတက်လာခဲ့ပါတယ်။လန်ကီမှာသူတို့ဟာရေငက်လာလို့လူရန်ကမိုးရွာဖို့ဆူတောင်းနေတာကိုကိုကုန်းအေးကတေးပေါက်ချပေးလို့လူရန်ကစိတ်ဆိုးနေပါတယ်။လူငယ်တဘာဝပီပီဂျေဆန်နဲ့ဂူဂူတို့ဟာလည်းချစ်ကျွမ်းဝင်စားပြုလာပါတော့တယ်။အဲ့ဒီနောက်မှာတော့ဆန်ဖြူရှင်မရောက်လာပြီးသူတို့ဟာမဟာဒုတ်ကြီးကိုလူနေကြပါတော့တယ်။သူတို့လေးဦးဟာရန်သူအင်အားအယမ်းများလာလို့ထွက်ပြေးကြရင်လူရန်ကဆန်ဖြူရှင်မရဲ့များစာမိပြီးတေလူမျောပါဖြစ်ပြီးဖုန်ကြီးကျောင်းတစ်ခုမှာဆေးကုသခံယူရပါတော့တယ်။ဂျေဆန်ဟာလူရန်ကိုကယ်တင်ဖို့မတေဆေးနဲ့မဟာဒုတ်ကိုလဲလှယ်ဖို့ကြောက်စိမ့်နှံတော်စီကိုတယောက်တည်းထွက်လာပါတော့တယ်။ဒီလိုနဲ့ကြံတဲ့သူတွေလည်းဂျေဆန်ဒုက္ခရောက်တော့မယ်မှန်းသိပြီးကြောက်စိမ့်နှံတော်စီလိုက်သွားခဲ့ရပါတော့တယ်။ဂျေဆန်ကိုသူတို့ကအချိန်မီကယ်တင်လိုက်နိုင်ပြီးတိုက်ပွဲကြီးတွေစတင်ဖြစ်ပွားခဲ့ပါတော့တယ်။ဂျေဆန်လည်းမတေဆေးရကလူရန်ကိုပေးလိုက်ပါတယ်။လူရန်ကလည်းမတေဆေးကြောင့်အရင်ကထက်ပိုမိုအားအင်ပြီလာကတိုက်ပွဲကလည်းပိုမြိုင်ဆိုင်လာပါတော့တယ်။လူရန်ကဆန်ဖြူရှင်မနဲ့တိုက်ခိုက်ရာဆန်ဖြူရှင်မက6ထဲပြုတ်ကျတေဆုံးသွားခဲ့ပါတယ်။ဖုံးအေးနဲ့ကြောက်စိမ့်ဘရင်တို့တိုက်ခိုက်နေတဲ့အချိန်အခွင့်ကောင်းကိုစောင့်နေတဲ့ဂျေဆန်ဟာနောက်ဆုံးမှာတော့မဟာဒုတ်ကြီးနဲ့ဝူခုံးအဖမ်းခံထားရတဲ့ရုပ်ထုကိုရိုက်လိုက်နိုင်ခဲ့ရာထိုအခါမှာပဲဝူခုံးဟာလွတ်မြောက်လာခဲ့ပြီးသူ့ရဲ့တကိုးစွမ်းအင်တွေအပြည့်အဝပြန်ရသွားခဲ့ပါတယ်။ဖုံးအေးကတော့ဝူခုံးကိုကယ်တင်ဖို့အသက်အသေးခံလိုက်ပါတော့တယ်။ဂူဂူဟာလည်းကလဲစားချေခြင်းစိတ်ကြောင့်ကြောက်စိမ့်သခင်ကိုတွားတိုက်ခိုက်ရာကြောက်စိမ့်သခင်ရဲ့လက်ချက်ကြောင့်တေဆုံးသွားရပါတယ်။ဝူခုံးဟာသူတို့အဖွဲ့သားတွေနဲ့ပူးပေါင်းပြီးကြောက်စိမ့်သခင်ကိုရိုက်နှက်ဆုံးမရာနောက်ဆုံးမှာတော့ကြောက်စိမ့်သခင်ကြီးဟာတေဆုံးသွားရပါတယ်။
နောက်ဆုံးမှာတော့ဂျေဆန်ဟာကဘာကြီးကိုပြန်ခွင့်ရရှိခဲ့ပြီးလမ်းမပေါ်မှာပြန်လည်နိုးထလာပါတော့တယ်။သူဟာအဲ့ဒီအချိန်မှာတော့လူဆိုးတစ်ဖွဲ့လုံးကိုအနိုင်တိုက်ခိုက်နိုင်လိုက်ပြီးသူဖြစ်ပျက်ခဲ့သမျှဟာအိမ်မက်မဟုတ်ဘူးဆိုတာသိလိုက်ရပါတော့တယ်။အဲ့ဒီနောက်မှာတော့သူဟာအဖိုးကြီးဟာမဟာဒုတ်ကြီးကိုစောင့်ရှောက်တဲ့သူဆိုတာသိလိုက်ရပြီးသူဟာနောက်ဆုံးမှာတော့ဂူဂူနဲ့လည်းပြန်လည်ဆုံတွေ့ရင်ဇက်လန်းလေးပြီးဆုံးသွားပါတယ်။